အဲ့ဒီချိန်မှာပဲအပြင်ဘက်ကနေရေမောတန်တစ်ခုထွက်ပေါ်လာတယ်အဲ့ဒီအတန်ကိုကြားလိုက်တာနဲ့မိုရူချမ်းဟာချက်ချင်းတောင်တင်းသွားခဲ့တယ်အပြင်ကိုကြည့်လိုက်တော့ကောင်းကင်ဘုံမှာတောင်ပန်ကြီးတွေခက်လျက်ပြန်တန်းနေတဲ့အေယာမနဂါးတစ်ကောင်ကိုတွေ့ရတယ်နဂါးရဲ့ကြောပုံမှာတော့လူနှစ်ယောက်တည်ငြိမ်စွာရက်နေကြတယ်မိုရူချမ်းကအဲ့ဒီလူတွေကိုမြင်လိုက်တာနဲ့အလွန်အံ့ဩသွားပြီးလေးစားစွာဥညွတ်လိုက်တယ်ရောက်လာသူကတော့တိုင်းပြည်ရဲ့ထိပ်တန်းစစ်ဘရင်36ယောက်ထဲကတစ်ယောက်ဖြစ်တဲ့ဂူယူမိုပဲဖြစ်တယ်ဂူယူမိုကသူ့ဘေးမှာရှိတဲ့လူငယ်တစ်ယောက်ရဲ့ပခုံးကိုကင်ပြီးနဂါးကြောပေါ်ကနေခုန်ဆင်းလာတယ်မိုရူချမ်းကအဲ့ဒီလူငယ်ကိုကြည့်ပြီးမေးလိုက်တယ်10နှစ်လောက်မတွေ့ရတော့ဘူးဒီလူငယ်ကဘသူလဲဂူယူမိုကပြုံးပြီးပြန်ဖြေတယ်ဒါငါသာကူလင်ရှောင်ပဲလွန်ခဲ့တဲ့လတုန်းကနိုးထခြင်းအခမ်းအနားကိုတက်ခဲ့ပြီးအဆင့်မွန်စတာတကောင်နိုးထလာခဲ့တယ်ဒါပေမဲ့သူကကျေနပ်မှုမရှိသေးဘူးဒါကြောင့်ငါကြီးပြင်းလာခဲ့တဲ့နေရာကိုခေါ်လာပြီးကဘာကြီးကဘလောက်ကျေဝန်းနေဆိုတာပြချင်တာအဆင့်ဆိုတာနဲ့အရာအလုံးမဟုတ်ဘူးထားကအနည်းဆုံးအဆင့်ကိုဆုံးဖြတ်ပေးနိုင်ပေမဲ့အမြင့်ဆုံးအဆင့်ကိုတော့မဆုံးဖြတ်နိုင်ဘူးမိုရူချမ်းကခဏစဉ်းစားပြီးပြန်ပြောတယ်ဟုတ်ပါတယ်ဒါပေမဲ့သူက Starship Master Academy ရဲ့ကျောင်းသားမဟုတ်တော့ဘူးအဲ့ဒီကိစ္စကိုလမ်းမှာတွားရင်ပြောကြရအောင်ဂူယူမိုကခေါင်းညိတ်ပြီးသူ့ရဲ့ Divine Horn Winged Dragon ကိုတည်ယူပို့ဆောင်ရေးအဖြစ်အသုံးပြုဖို့ပြောလိုက်တယ်။ဒါပေမဲ့မိုရူချမ်းရဲ့စိတ်ထဲမှာတော့လှိုင်းထန်နေခဲ့တဲ့ Divine Horn Winged Dragon ဟာအဆင့်မွန်စတာတွေထဲမှာထိပ်တန်းအဆင့်ရှိတဲ့အကောင်ဖြစ်ပြီးအပြာရောင်အဆင့်စွမ်းအားကိုပိုင်ဆိုင်ထားတဲ့သူ့ရဲ့အင်အားကမိုရူချမ်းနဲ့တောင်တန်းတူနီးပါးဖြစ်တဲ့စစ်တပ်ထဲမှာဆိုရင်ဗိုလ်ချုပ်အဆင့်လောက်တန်ဖိုးရှိတဲ့အင်အားပဲဒါပေမဲ့ဂူယူမိုအတွက်တော့တည်ယူပို့ဆောင်ရေးငကားတစ်ကောင်သာဖြစ်နေတယ်။တစ်ဖက်မှာတော့ Starship Academy ရဲ့နိုးထခြင်းအခမ်းအနားဟာအချိန်မလုံလောက်တာကြောင့်ကျန်တဲ့သူတွေကိုနေ့လယ်ပိုင်းမှာဆက်လက်ပြုလုပ်မယ်လို့ကြေညာခဲ့တယ်။လူကြားချီကတော့ငါရဲ့ထူးချွန်တဲ့စွမ်းရည်ကိုမြင်ပြီးမကျေနပ်ဖြစ်နေခဲ့တယ်။ဒါကြောင့်ငါစီကိုရောက်လာပြီးအပြန်အလှန်တင်းမြတ်ချင်တယ်လို့ဟန်ဆောင်ပြောဆိုတယ်။ခေါင်းဖန်မနက်ပိုင်းကငါတို့နှစ်ယောက်လုံးစိတ်လုံသွားခဲ့ကြတာပဲမင်းသားငါကိုတောင်းပန်မယ်ဆိုရင်ငါမင်းကိုခွင့်လွှတ်ပြီးပြန်တွဲနိုင်တယ်။ဒါပေမဲ့ငါကသူ့ကိုလုံးဝဂရုမစိုက်ပဲကိုယ့်ဘာသာထမင်းဆက်စားနေခဲ့တယ်။အချိန်အတော်ကြာစောင့်ပြီးနောက်လူကြားချီကစိတ်တူသွားပြီးလူများရှိမှအော်ပြောတယ်။ခေါင်းဖန်ငါမင်းကိုစကားပြောနေတာမကြားဘူးလား။ဘာလို့ငါ့ကိုလစ်လူရှုနေတာလဲ။သူမအတွက်တော့ဒါဟာယုံရက်ခတ်တဲ့အရာတစ်ခုဖြစ်နေတယ်။အရင်တုန်းကငါဟာသူမပါစက်ဖွင့်လိုက်တာနဲ့ဘာလို့ချင်းလဲခံမနိုင်ပြီးအမြဲဖြည့်ဆည်းပေးခဲ့သူဖြစ်တယ်။ဒါပေမဲ့ဒီနေ့တော့လူတစ်ယောက်လုံးပြောင်းလဲသွားတယ်လို့ဖြစ်နေခဲ့တယ်။ငါကပေါ့ပေါ့ပပပြုံးပြီးပြန်ဖြေလိုက်တယ်။မင်းကိုမပြောချင်လို့ပဲအကြောင်းပြချက်အများကြီးမလိုဘူး။အဲ့ဒီစကားကြောင့်လူကြားချီပို့ပြီးဒေါသထွက်သွားတယ်။ဒါပေမဲ့ငါရဲ့ထူးချွန်တဲ့ထောင်ဝံကိုတတိယလိုက်တော့ထွက်မသွားနိုင်ခဲ့ဘူး။အရင်ကငါမင်းကိုလမ်းခွဲလိုက်တာကိုမင်းစိတ်ဆိုးနေတာလား။ငါအာယုံစိုက်မှုရဖို့ဒီလိုလုပ်နေတာလား။ယောက်ျားကြီးတစ်ယောက်ကဒီလောက်စိတ်ကျဉ်းမလား။ငါပြောပြီးပြီလေမင်းတောင်းပန်မယ်ဆိုရင်ငါပြန်တွဲပေးမယ်လို့။ငါကရင်လိုက်ပြီးပြန်ပြောတယ်။ငါဘာလို့တောင်းပန်ရမှာလဲ။ငါဘာအမှားလုပ်ထားလို့လဲ။ပြောပြီးထမင်းပန်းကိုကင်ကထွက်သွားဖို့ပြင်လိုက်တယ်။လူကြားချီကနောက်ကနေအော်ပြောတယ်။ရက်လိုက်မင်းတကယ်ပဲငါနဲ့ပြန်မတွဲတော့ဘူးလား။ဒါကမင်းဘဝမှာငါလိုမိန်းကလေးကိုရနိုင်မဲ့တစ်ချိန်တည်းတော့အခွင့်အရေးပဲ။ငါကနောက်တစ်ခါတော့လှည့်မကြည့်ပဲပြန်ပြောလိုက်တယ်။မင်းကရွှေထုတ်ထားတဲ့ကိတ်မုတ်လို့ထင်နေတာလား။လူတိုင်းမင်းကိုကြိုက်မယ်လို့မင်းကရွှေထုတ်ထားတဲ့ဆိုရင်တော့အထဲမှာအညစ်အကြေးပါနေတဲ့ကိတ်မုတ်လိုပဲကြိုက်မဲ့သူရှိနိုင်ပေမဲ့ငါတော့မဟုတ်ဘူး။အဲ့ဒီစကားကိုကြားလိုက်ရတဲ့လူကြားချီဟာဒေါသအလွန်ထွက်ပြီးမူးလဲကျသွားခဲ့တယ်။နေ့လယ်ပိုင်းနိုးထခြင်းအခမ်းအနားရောက်တဲ့အခါမှာတော့နိုးထကြောက်တိုင်ဘေးမှာအလွန်တက်တောင့်တက်တာရှိတဲ့ကလတ်ထိုင်တစ်လုံးထားထားတယ်။ငါကအဲ့ဒီပုံမှာလဲလျောင်းနေပြီးကျောင်းအုပ်ကြီး၄ယောက်ကဘေးမှာရက်ကဝန်ထမ်းတွေလိုဝတ်ပြုနေကြတယ်။တယောက်ကပန်ကာခတ်ပေးတယ်၊တယောက်ကတစ်သီးခွန်ခွာပေးတယ်၊တယောက်ကပခုံးနှိပ်ပေးတယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ကျင်းပင်းထောင်ကတော့ဒေါသကြောင့်သွားရီတောင်ကျိတ်မိသွားခဲ့တယ်။